တော့ခုကွာလေးယောက်တိတ်ကနေထောက်မယ်နာနဲ့ကျုံဟုတ်ကဲ့အနီတော့ကဖြစ်ပါလိမ့်မယ်စိန်မြက်ကောင်းလက္ခဏာလေးထောက်မယ်ပြာတော့ကဖြစ်ပါလိမ့်မယ်3မိနစ်တချီချိန်မယ်တခါတော့နောက်ဆက်မယ်နဲ့နောက်ဆက်တော့ကလောဟုတ်ပြီရွာကဘယ်နှမရှိလွတ်မယ်လွတ်ပါရဟိုးအောင်ကြည့်တယ်ဟိုးလောက်စီအလားကြာမိုင်းရောဝိုင်းလေဟိုးလေထားတယ်ပါလောက်စီအလားကြာတိုက်တော့ရပါလားဟိုးအိုင်ယောဒီအောင်လို့လေပြင်းတယ်ကြောင်းလိုက်တယ်ထားတယ်အိုင်ယောလာလာတော့ဘုရားလေးရောပြင်းတယ်ပြင်းတော့ရက်ခမလေးကိုရပါလားအိုင်ယောဟုတ်တယ်ဟိုးလေပြင်းတယ်လာလာကျန်တယ်ကားဆရာတော်ဖခင်ကသဘောကျတဲ့အတွက်ဆူတော်မွေပါဗျာဆရာတော်ဖခင်ကတယောက်ကိုတကောင်းဟုတ်ကဲ့ပိုကြီးအကြောင်းလေးတကောင်းမီလီယောဆရာလေးတကောင်းခိလာဟုတ်ကောအဖွဲလေးနော်တယောက်ကိုတကောင်းဖတ်ချင်ပြီပြပါဗျာခုံနိုင်ကတယောက်9ကောင်းဝါတင်နေတော့ချင်းလာကျုံသားလောအချုံတော့ချုံလောချုံရတော့ခုံတိုင်လို့ယူလေကျုံသားကောလေအေးရောမမချုံကလောရမကမင်းဆူတော်မွေရှိတယ်ဆူတော်မွေနော်ကိုရမမမလေးဝဲကင်ကလည်းနော်ကြည့်လို့ကောင်းတဲ့တယောက်တကောင်းကချင်ပြီလို့ပါလေခင်ဗျာတယ်ဘာတကားမေဖုံးစားပြီးပုံပြချမ်းကြီးရလို့ဒီမထက်ကဲကောလည်းဖလဲရတယ်ကေနဖလဲနပတ်တာအဘန်ဒန်ခါကချစ်တာကောင်းတယ်ကဲဝိုင်းနေမနေအိမ်မယ်ဘိညာဆိုင်ရှင်းနေကြတယ်လို့ကြောတော့ခုပွားတယ်ရှင်းရအောင်ပါလားဟောဝိုင်းလိုက်ရဲ့ထောင်းတယ်အချို့ဒီညမျိုးမျိုးပါလားဟောအချို့လိုက်ရဲ့ထောင်းတယ်အာမကောပါရဲ့ဝဲတို့ကမထားဘူးလို့ကြောဖြစ်ပါဗျာဟောပါရတယ်တော့ผู้ควายတော့ပဲဒူးတလုံးကကြောက်ချကောင်းတဲ့တိုက်ပွဲဖြစ်ပါလေနော်တော့ကျော်ရခေါ်တယ်ပြီးတာဆက်လို့မယ်ဟဲ့ဟိုင်ဒါပြီးဆုံးပါပြီတိုက်တယ်ရအဖြူတော့ကြမယ်တော်ပြီပြေးသွားနေတော့တော်ပြီโอเคဟေးကြပြန်ခင်ဗျာအခုစီမံတော့ကြတဲ့လေးကျော်တော်ผู้ควายလင်းအောင်ဒီကလာစိန်မြစ်ဆောင်လက္ခဏာတို့ပါနော်တော့တပလစ်နဲ့30ဆက်ဆက်ကမှာပဲနော်တုတ်ဖုတ်ခွားရဲ့ဘယ်ကျူးတလုံးနဲ့နော်တိုက်တဲ့ချိန်မှာဒီဘက်ကရှုမနိုင်ကဲမနိုင်ဖြစ်အောင်လည်းအရှုံးပေးရမှာဖြစ်ပါလေကွာဒါကြောင့်ဒီဘွဲမှာတုတ်ဖုတ်ခွားလင်းရောက်ဒီကလာအနိုင်ဖြစ်ပါလေကွာဒီအောင်ကျိုး